Man City ထက် Man U ပိုသွားကျင်နေတဲ့ Elliot Anderson နဲ့ယနေ့နောက်ဆုံးရဥရောပအပြောင်းရွှေ့သတင်းများဒီကနေ့မင်္ဂလာပါ Football Show Daily ကနေပြီးကြိုဆိုပါရစေဒီနေ့နောက်ဆုံးရဥရောပပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမသတင်းကတော့ကျွန်တော်တို့ Nottingham Forest ကွင်းလယ်ကစားသမား Elliot Anderson သည် Man City အသင်းထက် Man U အသင်းကိုပို့ပြီးတော့ပြောင်းရွှေ့ဖို့ဆရာထက်သက်နေကြောင်းသိရပါတယ်တောက်ပနေတဲ့ဒီ Premier League မှာတောက်ပနေတဲ့ကွင်းလယ်ကစားသမားကျွန်တော်တို့ Elliot Anderson ကို Nottingham Forest ကွင်းလယ်ကစားသမား Elliot Anderson ကို Premier League အသင်းတွေဥရောပအသင်းကြီးတွေကခေါ်ဖို့စောင့်ကြည့်နေကြတယ် Nottingham Forest ကတန်းဆင်းသွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့တက်တာတဲ့ဈေးနဲ့ရရှိနိုင်တယ်အဲ့တော့ဥရောပအသင်းတော်များများလည်းစောင့်ကြည့်နေကြတယ်အဲ့ထဲမှာကျွန်တော်တို့ Man City Liverpool Man U တို့ကလည်းဒီ Elliot Anderson ကို Premier League နဲ့အဝင်ပြီးသားကစားသမား Elliot Anderson လိုချင်နေကြအဲ့ဒါပေမဲ့ Elliot Anderson ကတော့ကျွန်တော်တို့ဒီအခုလက်ရှိ Man City အသင်းထက်စားလို့ရှိရင် Man U အသင်းကိုပို့ပြီးတော့ပြောင်းရွှေ့ဖို့ဆရာထက်သက်နေကြောင်းသိရပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောင်းရွှေ့ရတော့အမျိုးမျိုးဖြစ်သွားနိုင်တယ်Nottingham Forest ကတော့ကျွန်တော်ပေါင်တန်း80ကျော်တန်ကြီးသတ်မှတ်ထားတယ်အဲ့တော့ Man City အသင်းကပဲခေါ်သွားနိုင်မလား Man U အသင်းကပဲခေါ်သွားနိုင်မလားကျွန်တော် Man U အနေနဲ့ကလည်းကျွန်တော်နေရာဒီမှာဒီကွင်းလယ်တန်းတစ်ခုလုံးကိုပြင်မဲ့ project ကလည်းရှိနေတော့ကျွန်တော် United တို့ပဲခေါ်သွားနိုင်မလား Man City အသင်းပဲဆွဲဆောင်သွားနိုင်မလားဆိုတာကတော့ကျွန်တော်ဆက်လက်ဆောက်ကြည့်ရမယ်တကယ်ကို Elliot Anderson ဒီတကယ်ကိုကောင်းတဲ့တကယ်ကိုခြေစွမ်းခြေစားရှိတဲ့ player တယောက် potential ရှိတဲ့ player တယောက်ဖြစ်တယ်တကယ်ကိုသူ့ရဲ့ work rate တွေကျွန်တော် physical တွေက Premier League မှာအရင်အဝင်တဲ့ကစားသမားတယောက်ဖြစ်တယ်ဒီ modern ဘောလုံးကစားကွက်မှာဆိုလို့ရှိရင်ဒီသူကွင်းလေကစားပုံသူမမချာကစားပုံတွေသူရဲ့ passion တွေသူရဲ့ present တွေသူရဲ့ PRP ပုံတွေရတဲ့ modern အသင်းကွင်းလေဘယ်အသင်းမဆိုရင်လိုချင်နေတဲ့ကွင်းလေကစားသမားကောင်းတယောက်ဖြစ်တယ်တကယ်ကိုကျွန်တော်တို့ physical monster တယောက်ဖြစ်တယ်အဲ့တော့ Elliot Anderson ဘယ်အသင်းမှာကျွန်တော်တို့ရာဒီကုန်လို့ရှိရင်ဘယ်အသင်းပြောင်းသွားမလဲ Man U လား Man City လား Liverpool လားတခြားဥရောပအသင်းတွေလားညီကိုတော့ဘယ်အသင်းရဲ့ကစားကွက်နဲ့လိုက်ဖက်မယ်ထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦး